ဈေးကဝယ်စားနေရတဲ့ဘူးတီးတွေကိုအိမ်မတင်ပလတ်စတစ်ပုံအဟောင်းလေးတွေနဲ့စိုက်ကြည့်ချင်လားဒီနေ့တော့အသီးတွေအစီအီတီးစေမဲ့လျှို့ဝှက်နီလန်းတွေနဲ့အတူဘူးတီးစိုက်ပျိုးနည်းကိုအစင်စင်ပြပေးသွားမှာပါ3လအထိစောင့်စရာမလိုပဲတစ်လခွဲနဲ့တင်ခူးစားလို့ရပြီမို့လို့အဆုံးထိကြည့်ပေးသွားအောင်နော်အရင်ဆုံးပလတ်စတစ်ပုံတွေကိုအပေါ်ပိုင်းဖြတ်ပြီးအစင်သင့်ပြင်ဆင်ပေးပါဘူးရပေးနဲ့အောက်ခြေမှာရေစိမ့်ဝင်ထွက်နိုင်ဖို့အပေါက်လေးတွေကိုနေရာအနှံ့တေးချဖောက်ပေးပါဒါမှသာအပင်ရဲ့အမြင့်တွေပုတ်မသွားပဲလေဝင်လေထွက်ကောင်းမှုနေမှာဖြစ်ပါတယ်။ပြီးရင်တော့ရိုးရိုးမြေကြီးတဘာဝမြေဆွေးနဲ့စပတ်ခွန်တွေကိုအချိုးကျရောဆက်ပြီးပုံးထဲမှာအပြည့်ထည့်ပေးလိုက်ပါ။မြေဆွေးတွေကိုတမအောင်နဲ့ပေးခြင်းကအပင်အတွက်အာဟာရဓာတ်ပူမှုရရှိစေပါတယ်။စကားမဆက်အရင်ဗီဒီယိုတွေမှာအပင်စကားပြောခဲ့ကြတဲ့ရန်ကုန်ကဒေါ်ချူချူထုံးနဲ့အော်စီကမဆန်းဆန်းတွေတို့ကိုကျေးဇူးအထူးတင်ပါတယ်နော်။အခုကြည့်နေတဲ့မိတ်ဆွေတို့ကရောဘယ်နေရာကနေအပိကြည့်ရှုနေတာလဲဆိုတာအောက်ကကွန်မန့်မှာပြောပြသွားခဲ့ပါဦး။အကျိုးရှိရဆိုရင်အများသိအောင် share ပေးဖို့လည်းမမေ့ပါနဲ့နော်ဒါဆိုဗီဒီယိုလေးကိုဆက်လိုက်ကြရအောင်ပါအပင်ကြီးထွားကိုဟာရကျွေးတဲ့နေရာမှာဒီနီလန်လေးကအရန်ကိုထိရောက်မှုရှိပါတယ်ပုံးရဲ့တောင်းလေးတွေမှာဘူးကွန်ပေါက်လေးတွေဖောက်ပြီးမြေထဲကိုမြုပ်ထားပေးပါဒါဟာအပင်ရဲ့အမြင့်နာထိအာဟာရတွေကိုတိုက်ရိုက်ရောက်စေဖို့အတွက်အထူးအစီအစဉ်ပေးရတာပါပြီးရင်တော့ဘူးပြုတ်ပင်လေးတွေကိုတပုံးတပင်နှုံးဆိုင်ပြီးရေဆူရွှဲနေအောင်လောင်းပေးလိုက်ပါအပင်ကိုစားဆိုင်တဲ့အချိန်မှာအမြင့်တွေလွယ်ဖို့မြေကိုအဆူတက်အမြဲထိန်းပေးထားဖို့လိုအပ်ပါတယ်။အပင်လေးတွေနှွေထွက်လာရင်တွေ့တက်နိုင်စေဖို့ဝါးချမ်းတွေနဲ့ခိုင်ခန့်တဲ့စင်တန်းလေးလုပ်ပေးပါ။နှစ်ပတ်လောက်ဆိုနွယ်တွေရှည်ထွက်လာပါပြီ။ဒီအချိန်မှာအပင်ကိုထပ်မတက်စေပဲကိုင်းတက်များများထွက်စေဖို့ထိန်းညွတ်လေးတွေကိုဖြတ်ပေးရပါမယ်။ထိန်းညွတ်ဖြတ်ပေးခြင်းကအပင်ကိုဘေးကိုင်းတွေထပ်ထွက်လာစေဖို့နှူးဆော်ပေးလိုက်တာပါ။အပင်ရဲ့အဓိကအားစီးကတော့ငှက်ပြောခွန်တွေပဲဖြစ်ပါတယ်။ငှက်ပြောခွန်တွေကိုရေစိမ်ထားပြီးနှုတ်ထားတဲ့ဘူးခွန်တွေကိုအာဟာရအဖြစ်ထည့်ကျွေးပါရက်အနှိမ့်ငယ်လောက်ဆိုထိမ့်ညွတ်ခက်ထားတဲ့နေရာကနေကိုင်းတက်လေးတွေထွက်လာပါပြီ။အတီးအပွင့်ဘူးအားကောင်းစေဖို့စံတစုံနဲ့ကြက်တုံနီတစ်လုံးကိုအရည်ဖြစ်အောင်လုပ်လိုက်ပါ။အဲ့ဒီအရည်ကိုခမ်းမှုတဲ့ထည့်ပြီးအပင်ရဲ့အရွက်တွေအတီးအပွင့်တွေကိုပုံမှန်ခမ်းပေးပါ။ဒီတဘာဝအရည်ကအပင်ကိုပိုတန်ဆွမ်းစေပြီးဘူးမွားတန်ခံနိုင်အောင်လဲကူညီပေးပါတယ်။တလကျော်ရင်စင်နှန်းပေါ်မှာနွယ်တွေရှည်ထွက်ပြီးအသီးပွင့်တွေစထွက်လာပါပြီဒီအချိန်မှာအသီးအောင်မြင်ဖို့ဝတ်မုံကူပေးဖို့အရေးကြီးပါတယ်အပွင့်ရင်မှာအသီးကင်းလေးပါတာကအမပွင့်ဖြစ်ပြီးအသီးကင်းမပါပဲအယိုးတန်လေးပဲရှိနေတာကအဖူပွင့်ဖြစ်ပါတယ်အဖူပွင့်ကိုချွေယူကပွင့်ဖက်တွေကိုရှင်းပြီးအမပွင့်ပေါ်မှာအသားအရာပို့တိုက်ပေးလိုက်ပါဒီနည်းအတိုင်းအသီးကင်းတိုင်းကိုပြုလုပ်ပေးရမှာပါဝတ်မုံကူးခြင်းကအသီးတင်စေတာကြောင့်အသီးကင်းတွေပုတ်ပြီးကြွေကြပျက်စီးတာကိုကာကွယ်ပေးပါတယ်။ဝတ်မုံကူးပြီးရက်အနှဲငယ်မှာတဲ့အသီးကင်းလေးတွေကြီးထွားလာတာကိုတွေ့ရပါလိမ့်မယ်။စိုက်ပျိုးပြီးတလခွဲကျော်မှာတော့ဘူးသီးတွေဟာထင်မထားလောက်အောင်ကြီးမားပြီးအစီတီးနေကြပါပြီ။စိမ့်ဆူလက်ဆက်တဲ့ကိုယ်တိုင်စိုက်ဘူးသီးလေးတွေကိုအခုပဲခုဆွတ်စားသုံးလို့ရပါပြီ။ဒီနီးလက်လေးကိုအိမ်မှာဆန်းလုပ်ကြည့်ပြီးရလက်လေးတွေကိုလည်းကွန်မန့်မှာပြန်ပြောပြပေးပါဦး။နောက်ထပ်ဒီလိုအသုံးဝင်တဲ့ဗဟုသုတတွေအတွက်ဖော်လို့လုပ်ထားဖို့မမေ့နဲ့နော်